ဒီနေ့တော့ဟင်းထက်တစ်ခုခုထူးထူးခြားခြားလုပ်ဖို့ဆုံးဖြတ်ထားလိုက်ပါပြီသူ့အဖေရဲ့ပန်းချန်တဲကအလှဆုံးနင်းစီအဝါတပွင့်ကိုခိုးခိုးပြီးစအုပ်ကြားထဲမှာတေးသေးချာချာညှက်ယူလိုက်ခဲ့ပါတယ်ဒါပေမဲ့ကျောင်းရောက်တဲ့အခါမြင်လိုက်ရတဲ့မြင်ကွင်းကဟင်းထက်ကိုတုံကနေထူသွားစေခဲ့ပါတယ်ကျောင်းရှိမှာတောက်ပနေတဲ့ကားအနက်ကြီးတစ်စီးပြီးတော့နှီးရိပ်ဖူတွေဘေးမှာရပ်ပြီးရဲရဲမောမောစကားပြောနေတဲ့လူငယ်တစ်ယောက်သူကရန်ကုန်ကနေရောက်လာတဲ့ကိုမင်းခန့်ပါပဲကိုမင်းခန့်ကနှင်းရိပ်ဖြူရဲ့ပခုံးကိုခပ်ဖွားလေးပုတ်လိုက်တာကိုဟင်းထက်အဝေးကနေမြင်လိုက်ရတဲ့အခါရင်ထဲမှာမီးစက်နဲ့ထိုးလိုက်သလိုပူလောင်သွားခဲ့ပါတယ်ကျောင်းစင်းချိန်ရောက်တဲ့အခါမှာတော့နှင်းရိပ်ဖြူကဟင်းထက်စီကိုအပြေးလေးရောက်လာပါတယ်ဟင်းထက်နင်ဒီနေ့ဘာဖြစ်နေရလဲငါ့ကိုစကားလည်းမပြောဘူးဘာမှမဖြစ်ပါဘူးနင့်မှာဧည့်သည်ရောက်နေတာဆိုတော့ငါကကြားထဲမှာရှုပ်နေမှာစိုးလို့ပါသူကကိုမင်းခန့်လေးရန်ကုန်ကငါအကိုလိုခင်ရတဲ့သူပါနင်ကဘာလို့စိတ်ကောက်နေရတာလဲထို့စဉ်ဟင်းထက်ရဲ့စာအုပ်ကြားကနင်းစီအဝါလေးဟာမြေပြင်ပေါက်ကိုဖြုတ်ကျသွားပါတယ်နီးရိပ်ဖြူကငုံကြည့်ပြီးအံ့ဩသွားတဲ့မျက်လုံးလေးတွေနဲ့မေးလာခဲ့တယ်ဒါကဘာလဲဟင်းထက်ရင်တွေတုံနေပေမဲ့လည်းမခံချင်စိတ်နဲ့စကားတစ်ခုကိုပြောလိုက်မိပါတယ်ဘာမှမဟုတ်ဘူးလမ်းမှာကောက်ရလာတာလွန်းပစ်လိုက်တော့မယ်သူဟာပျော့ပျော့ဆူဆူနဲ့ပန်းလေးကိုလှမ်းယူပြီးမြေကြီးပေါ်ကိုပစ်ချလိုက်ပါတယ်နှင်းရိပ်ဖြူရဲ့မြေဝန်းထဲမှာမျက်ရည်လေးဝိုင်းလာတာကိုသူမြင်ဖေးမဲ့လေမန်နဲ့ပဲလှည့်ထွက်လာခဲ့ပါတယ်ငါလိုဒေါသားတယောက်ရဲ့အချစ်ကသူတို့လိုလူတွေကြားမှာလောင်စရာထိနေမလားဆိုတဲ့အတွေးကဟင်းထက်ကိုရက်ဆက်မိစေခဲ့တာပါသူမရဲ့ငိုတန်တက်တဲ့ကိုနောက်မှထားရစ်ခဲ့ပြီးဟင်းထက်အဝေးကိုပြေးထွက်လာခဲ့ပါတော့တယ်